အကြောင်းနဲ့အကျိုးမြတ်စွာဘုရားခွဲခြားပြဘယ်ခါပဲမြတ်စွာဘုရားပြောအကြောင်းမပါပဲမပြောနှစ်ခုကအမြဲတမ်းတွဲဖက်နေတယ်အကြောင်းနဲ့အကျိုးဒီနှစ်ခုရှိရအကျိုးသက်သက်သာပေါ်ပြရင်မပြည့်စုံဒါလို့ရင်ဒီလမ်းကြောင်းလျှောက်ရင်ဒီစခန်းရောက်မယ်ဆိုတာအကြောင်းနဲ့အကျိုးဒီအကြောင်းစီးပွားထုတ်လို့ရင်ဒီအကျိုးရမယ်ဆိုတာတေချာပေါင်းအကြောင်းနဲ့အကျိုးလောကမှာရှိတယ်လူတွေမှာလည်းလက်တွေ့အဖြစ်သိတာမြင်တာတဲ့အကြောင်းတရားတွေလူတွေသိကြတာပဲเนาะဘာကြောင့်လို့ဆိုရင်ကျမ်းမာရေးလိုက်စားတဲ့ပုဂ္ဂိုလ်တွေကျမ်းမာအောင်နေထိုင်ကြတယ်စားကြရမစားဘူးကိုယ်နဲ့တင်တော်စားတယ်စေမမတောက်တဲ့လမ်းလျှောက်တယ်ကျမ်းမာရေးရတယ်အဲ့လိုကိုလို့တဲ့လမ်းစဉ်တစ်ခုဟာအကျိုးတစ်ခုဖြစ်ပေါ်စေတာဒါမှန်တယ်စာမမဖတ်ခြင်းအဖြစ်ဘောဓုတကျွဲဝါတဲ့ပုဂ္ဂိုလ်ဖြစ်ရောက်လာဒါအကြောင်းစာမမဖတ်ခြင်းသည်အကြောင်းဘောဓုတကျွဲဝါသူဖြစ်ရောက်ခြင်းသည်အကျိုးဒါအကြောင်းနဲ့အကျိုးရှိတယ်လေလာမှုမပြုဘူးဆိုလို့ရှိရင်မသိဘူးဒါလည်းအကြောင်းနဲ့အကျိုးပဲ